ကျွန်တော်နာမည်ကတော့တပ်ပိုင်ထုံးပါကျွန်တော်က Bangkok University မှာ Flint City and Global Content Production and Business ဆိုတဲ့ major တက်ရောက်နေတဲ့ကျောင်းသားတစ်ယောက်ဖြစ်ပါတယ်အရင်တော့ကျွန်တော် content creation industry မှာ10နှစ်လောက် content creator အဖြစ်လုပ်ကိုင်နေခဲ့တာပေါ့နော်အခုဒီဘက်ထိုင်းကိုပြောင်းလာပြီးတဲ့အခါမှာကျွန်တော်ကျောင်းတက်ဖို့စဉ်းစားတဲ့အချိန်မှာကိုယ့်ရဲ့ဒီ content creation career နဲ့လည်းဆက်ပြီးတော့ကျွန်တော်အရင်တည်းကလည်း passion ရှိတဲ့ Flint School ကိုတက်ချင်တာကြောင့်ဒီ major ကိုတက်ဖြစ်သွားတာပါတက်ရောက်တဲ့အခါမှာကိုမျောလင့်ထားသလိုဖြစ်လားဆိုတော့ဖြစ်ပါတယ်မျောလင့်ထားတယ်လို့မျိုးဖြစ်တယ်ပေါ့နော်ဒါပေမဲ့တချို့အချက်လေးတွေတော့ကျွန်တော်အနှဲငယ်လေးလိုတယ်လို့ထင်ပေမဲ့များသောအားဖြင့်ကတော့ကျွန်တော်မျောလင့်ထားတဲ့အတိုင်းဖြစ်တယ်လို့ပြောရမှာပေါ့ဟုတ်လိုတယ်ဆိုတော့ဒီမှာအများစုဒီ Bangkok University ကိုလာတက်တဲ့ကျောင်းသားအများစုကြုံရတဲ့ပုံစံပါပဲကျွန်တော်တို့ပထမအဦးဆုံးဒီ first semester စတက်ပြီဆိုရင် major နဲ့တိတ်ပြီးမဆိုင်တဲ့ဒီ minor 2ခု3ခုလောက်ပါတယ်ပေါ့နော်အဲ့ဟာလွင်ကျန်တဲ့ဟာတွေကတော့အဆင်ပြေပါတယ်လက်ရှိဒီ major မှာတက်ရသလောက်အကြိုက်ဆုံးအချက်တွေကတော့နံပါတ်1ကဆက်ရတွေပေါ့နော်ဒီမှာသင်တဲ့major ဆရာတွေကတကယ်အပြင် industry မှာကိုလည်းတကယ်လောက်ကင်ပြီးတော့အောင်မြင်နေတဲ့သူတွေပြီးတော့နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီမှာကျောင်းဘက်ကနေပြီးတော့ထောက်ပံ့ပေးတဲ့ facility ပေါ့နော် facility ဆိုရင်လည်းကျွန်တော်တို့ major ဆိုရင်ဒီကျောင်းသားတွေအတွက်ဆိုရင်ကိုယ့်ရဲ့ဒီစာသင်တဲ့အချိန်မှာအသုံးပြုဖို့အတွက်ကင်မရာတွေနဲ့ဒီရိုက်ကူးရေးပစ္စည်းတွေကိုကျွန်တော်တို့ငှားလို့ရတယ်အဲ့အတွက်လည်းကျွန်တော်တို့ extra charges တွေပါတယ်လည်းပို့ပေးကြမလို့သလိုငှားရတာလည်းမခက်ခဲဘူးပေါ့နော်မခက်ခဲဘူးဆရာတွေကိုလုပ်ချင်တဲ့ project နဲ့ပတ်သက်ပြီးတော့သွားပြောလိုက်ရင်သူတို့ဘက်ကနေပြီးတော့လက်မှတ်ထိုးပေးလိုက်ရင်ကျွန်တော်တို့ကအဲ့ဒီပစ္စည်းငှားရတဲ့ကိစ္စတွေသွားလုပ်တဲ့အခါမှာကိုယ်တိုင်သွားပြီးလုပ်လိုက်ရုံပဲအရန်လွယ်အဲ့ဒါတော့တော်တော်သဘောကျတဲ့အချက်ပါဟုတ်ကွာပါတယ်ပြောရရင်တော့ကျွန်တော်ဆိုလဲအရင်တည်းကကိုယ့်အကို set story လုပ်တဲ့သူပဲပြီးတော့ဒီ camera web ဒီပါဆိုတာလဲကျွန်တော်ရင်းနှီးနေတဲ့သူပဲဒါပေမဲ့ဒီဘက်မှာကြောင်းတက်လိုက်တဲ့အခါကျတော့ဒီမှာလာသင်နေတဲ့ဆရာတွေက theory ဘိုင်းကော practical ဘိုင်းရောမှာကကျွန်တော်တို့အတွေ့အကြုံအများကြီးရတယ်ပြီးတော့အပြင်မှာကျွန်တော်တို့ set story နဲ့လက်လန်းမမီတဲ့သင်ကြားရေးဘိုင်းတွေရှိတယ်ဗောနော်ဥပမာပစ္စည်းတွေproduction ဘိုင်းနေပြီးတော့ကျွန်တော်တို့ networking ပေါ့အဓိကတော့ networking ပေါ့နော်ဒီမှာရှိတဲ့ဆရာတွေကလက်ရှိအပြင် industry မှာလည်းအလုပ်လုပ်နေတဲ့ director တွေဒီလိုမျိုးထုတ်လုပ်ရေးဘိုင်းကလူတွေဒီလိုမျိုးလူတွေဆိုတော့ကျွန်တော်တို့ဒီဆရာတွေနဲ့လည်း network ရတယ်အဲ့ဒါအပြင်ကမှအကြောင်းမှာကကျွန်တော်တို့ဒီပုံမှန် major သင်ခန်းစာတွေအပြင်ကနေပြီးတော့ workshop တွေလာလုပ်ပေးတာရှိတယ်ဗောနော်အဲ့တော့အပြင် industry မှာတကယ်လက်ရှိလုပ်ကိုင်နေတဲ့သူတွေကကျွန်တော်တို့ workshop တွေအဖြစ်နဲ့လာပြီးတော့လုပ်ပေးတယ်သူတို့ရဲ့သက်ဆိုင်ရာဘာသာရပ်ဆိုင်ရာအပိုင်းတွေကိုလာပြီးတော့အပိုသင်ပေးတဲ့ပုံစံ workshop သင်ပေးတဲ့ပုံစံတွေလုပ်တာဆိုတော့ကျွန်တော်တို့ကိုယ့်အကို set story လုပ်တာနဲ့ကတော့လုံးဝမတူဘူးဒီမှာအကြောင်းတက်လိုက်တဲ့အခါမှာကျတော့ကျွန်တော်တို့ကပို့ပြီးတော့စနစ်ကျတဲ့အပြင်တောက်ပေါင်းစုံသွားတာဗောနော်တောက်ပေါင်းစုံကဒီFlint industry က content creation ဘိုင်းကိုကျွန်တော်တို့လိုအပ်သမျှသင်တဲ့ကိစ္စတွေအကုန်လုံးကိုသင်ပေးတဲ့ပုံစံမျိုးဖြစ်တာပေါ့အဲ့တော့အပြင်မှာ set story လုပ်လဲရတယ်ဒါပေမဲ့ဒီဘက်မှာဆိုရင်တော့ကျွန်တော်တို့ကတည်တည်ချာချာဒီ industry တွေကလူတွေကတေချာကိုယ်တိုင်သင်ပေးပြီးတော့သူတို့ရဲ့အတွေ့အကြုံတွေနဲ့ကျွန်တော်တို့ကိုပြန်သင်ပေးတာရောပြီးတော့ကျွန်တော်တို့ကလည်းဒီindustry တွေကလူတွေနဲ့ network ရသွားတာပေါ့အဲ့တော့ကျောင်းပြီးတဲ့နောက်ပိုင်းမှာဆိုရင်ဒါကတော်တော်လေးစကားပြောသွားမယ်လို့ကျွန်တော်ထင်ပါတယ်ဒီမှာကတော့ကျွန်တော်တို့ကဒီအဓိကကတော့အရင်ဆုံး theory ကိုကြတော့စာသင်ခန်းထဲမှာသင်တယ်ပြီးသွားရင်အဲ့ဒါတွေအကုန်လုံးကိုကျွန်တော်တို့က project တွေ assignment တွေကတော့အများကြီးလုပ်ရတာ project တွေကတော့ major မှာသင်တဲ့ဘာသာရပ်တိုင်းမှာကျွန်တော်တို့ project ပေါင်းအများကြီး assignment ပေါင်းအများကြီးရှိတယ်ဒါအပြင်ကလာပြီးတော့လုပ်ပေးတယ်ဆော့ကျွန်တော်ပြောတဲ့ master class တွေရှိတယ်အဲ့ master class တွေအတွက်လည်းလုပ်ရတဲ့ assignment တွေ project တွေလည်းအများကြီးရှိတယ်လို့ဒီ Flint industry ထဲမှာကျွန်တော်တို့ဒီ Flint competition တွေကလည်းဒီမှာလာလုပ်ပေးတဲ့အခါမှာကျောင်းသားတွေ Flint competition ဝင်တဲ့အခါမှာလည်းအဲ့အတွက်လည်းကျွန်တော်တို့က assignment တွေအများကြီးလုပ်က project တွေအများကြီးလုပ်ကပေါ့အဲ့တော့များသောအားဖြင့်တော့ဒီမှာကproject ကပို့ပြီးတော့ရာခိုင်နှုန်း80ရာခိုင်နှုန်းလောက်သွားပြီးတော့တင်ကြားရေးကကြတော့ကျွန်တော်တို့20ရာခိုင်နှုန်းလောက်သွားရတယ်ပေါ့နော်အဲ့လိုပုံစံသွားတာပါဟုတ်ဒီမှာအကြောင်းတက်မယ်ဆိုရင်တော့ကျွန်တော်တို့10တန်း
အောင်လက်မှတ်ပေါ့နော်ကျွန်တော်ဆိုရင်ဒါ10နဲ့စနစ်ဟောင်းအောင်လက်မှတ်နဲ့ဒီကို join တာပေါ့နော်ပြီးတော့တခြားဒီ GED တို့ဘာလို့ပြီးသွားရင်လည်းဒီမှာလာပြီး join လို့ရတယ်နောက်တစ်ခုကကျွန်တော်တို့အင်္ဂလိပ်စာက B2 level ရှိရင် certificate တစ်ခုခုရှိရင်လည်းဒီမှာလာပြီး join အပ်လို့ရတယ်တကယ်လို့မရှိဘူးဆိုရင်လည်းဒီ BU ကနေပြီးတော့စီစဉ်ပေးထားတဲ့အင်္ဂလိပ် test ကိုဖြေပြီးတော့လည်းကျွန်တော်တို့ဝင် join လို့ရပါတယ်အဓိကတော့ကိုယ့်ရဲ့အင်္ဂလိပ်စာ level က B2 level ရှိရပါမယ်B2 level ကဒီကျောင်းဝင်ခွင့်ဆိုတာထက်ဆိုင်ကျွန်တော်တို့ဒီဘက်မှာသင်တဲ့အခါမှာလည်း international program ဖြစ်တော့ဆရာတွေကလည်းအင်္ဂလိပ်လိုပဲအပြည့်အစုံသင်တယ်။ကျောင်းသားအချင်းချင်းလည်း project တွေလုပ်တယ်စကားတွေပြောကြတဲ့အခါမှာလည်းဒီအင်္ဂလိပ်လိုပဲ communication လုပ်တော့အနည်းဆုံး B2 လောက်ရှိမှပဲကျွန်တော်တို့စာသင်ရတာကောဒီမှာနေရထိုင်ရတဲ့ campus lifestyle မှာကောအဆင်ပြေပါလိမ့်မယ်။ဝေဝင်ချင်းအခုဒီပထမအဆုံးကျွန်တော်တက်တဲ့ semester ပေါ့နော်ကျောင်းအပ်ချင်းမှာတော့ကျွန်တော်ပတ်9000လောက်ကျသွားတယ်အဲ့ဒါကတော့ကျွန်တော်တို့အကုန်အပြီးသေးပေါ့နော်ဒီစာသင်ခန်းမှာကျွန်တော်တို့ဒီတင်တဲ့ tuition fees တွေအပါအဝင်ကျွန်တော်တို့ဒီပစ္စည်းတွေ laboratory တွေသုံးတဲ့အသုံးပြုကားတွေအားလုံးမှာအပြီးသေးကိုအားလုံး9000လောက်ကျသွားတယ်နောက် semester တွေတော့ကျွန်တော်တို့ semester တစ်ခုကို9000ကျော်ကျမယ်ခင်ဗျအဲ့လောက်တော့ရှိပါတယ်အဲ့တော့ဒါကတော့တစ်နှစ်နဲ့ကတော့မတူဘူးကျွန်တော်တို့နောက် year တစ်ခုပြောင်းသွားရင်အနည်းချင်းတော့ကျွန်တော်တို့ဈေးနည်းနည်းတိုးသွားတာပေါ့ဟုတ်အခုတည်းကကျွန်တော်ဗာ charges မှာကျောင်းဘက်ကိုထပ်ပြီးပေးရတာမျိုးလုံးဝမရှိဘူးအကုန်လုံးအခုဒီမှာကျောင်းတက်နေတဲ့ကာလတစ်လျှောက်လုံးကျွန်တော်အခန်းနေသုံးတာပစ္စည်းတွေငှားပြီးတော့သုံးတာဒါတွေအကုန်လုံးလည်း free ပဲပတ်စံတပြားမပေးရဘူးဒါပေမဲ့ဟိုကိုအားကိုကျောင်းသားအကျောင်းမှာကို project လုပ်တယ် assignment လုပ်တယ်ဆိုရင်တွာလာစရိတ်တို့တခါတလေကြာရင်ကျွန်တော်တို့ဒီအသုံးဆောင်ပေါ့နော်လိုအပ်တဲ့အခါမှာဝယ်တာတို့ဘာလို့တော့ဒါကိုအားကိုပေးရတယ်ကျန်တဲ့အပိုင်းကတော့ကျောင်းဘက်ကိုကျွန်တော်ဘာမှပေးရတာမရှိပါဘူးကျောင်းပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီ film industry ထဲမှာလည်းကျွန်တော်တို့ဝင်ပြီးတော့လုပ်လို့ရသလိုကျွန်တော်တို့ဒီဘက်အထဲမှာကျောင်းသားတွေထဲမှာလည်းနောက်ပိုင်းကျရင်ကိုယ့်အကိုဒီ film production လုပ်မဲ့သူတွေလည်းရှိတယ်ဒီလိုမျိုးလုပ်ငန်းထဲမှာဝင်ပြီးတော့လုပ်မဲ့သူတွေလည်းရှိတယ်ကျွန်တော်တို့အဲ့လိုမျိုးသူတွေနဲ့ဒီမှာကျွန်တော်တို့တခါတည်း network ရထားတော့ဒီ film industry တွေကိုဝင်မယ်ဆိုရင်ကျောင်းပြီးသွားရင်ကျွန်တော်တို့အတွက်အရန်ကြီးကိုမခက်ခဲတော့ဘူးပေါ့နော်ဒါအပြင်ကကျွန်တော်တို့ဒီဆရာတွေကလည်းလက်ရှိမှာဒီလက်ရှိ time film industry တွေကလူတွေပဲဆိုတော့သူတို့တွေရှိမှသွားပြီးတော့လဲကျွန်တော်တို့က mentoring ယူပြီးတော့ကိုယ်ပဲလမ်းကြောင်းကိုသွားခြင်းလဲဆိုတာကိုလည်းကျွန်တော်တို့ဆုံးဖြတ်လို့ရတယ်အဲ့တော့ကျောင်းမပြီးခင်တည်းကကိုကကြိုတင်ပြီးတော့ကိုသွားခြင်းတဲ့လမ်းကြောင်းကိုတည်ချာချာရွေးထားနိုင်တယ်ပြီးတော့တည်ချာဆုံးဖြတ်ထားနိုင်တယ်ဆိုရင်တော့ဘယ်ကနေဘယ်လိုသွားရမလဲဘယ်လမ်းကြောင်းရှိတယ်ဆိုတာကဒီကဆရာကြီးနဲ့လည်းဆွေးနွေးလို့ရတယ်လို့ကိုနဲ့ classmate ချင်းထဲမှာလည်းနောက်ဒီ film industry ထဲမှာပဲဆက်ပြီးလှုပ်သွားမဲ့သူတွေနဲ့လည်းကျွန်တော်တို့ network ကြပြီးတော့နောက်ပိုင်းကျွန်တော်တို့အလုပ်ဆက်လုပ်သွားလို့ရတာပေါ့နော်ကျွန်တော်အတွက်ကတော့ဒီမှာပွဲရပြီးသွားရင်တော့ကျွန်တော်နောက်ထပ်master အနေနဲ့ third country တစ်ခုခုမှာသွားပြီးတော့ဒီ film ကိုပဲဆက်ပြီးတော့လေ့လာဖို့ရှိပါတယ်ဒီကျွန်တော်ရဲ့ major ကိုလာပြီးတက်ဖို့စဉ်းစားနေတဲ့သူတွေရှိရင်တော့ကျွန်တော်ကအကြံပေးချင်တာကတော့ဒီကျောင်းမှာဆိုရင်ဒီ major ကဈေးအကြီးဆုံးဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကိုယ်တိုင်တကယ်ဒီ film industry ဘိုင်းကိုစိတ်ဝင်စားပြီးတော့တကယ် passion ရှိရဆိုရင်တော့လာတက်စီချင်ပါတယ်ပေးရတဲ့ tuition fees တွေနဲ့ကျွန်တော်တို့ဒီမှာပြန်ပြီးသင်ကြားရတာနဲ့ရတဲ့အတွေ့အကြုံတွေရတဲ့ network တွေတင်ကတော့တန်တယ်လို့ကျွန်တော်ကတော့ခံစားရတယ်ကိုမှတည်တည်ချာချာလေးဒီ film industry မှာ passion ရှိတာတေချာဆုံးဖြတ်ပြီးပြီဆိုရင်တော့လာတက်ရင်မမှားပါဘူးလို့ကျွန်တော်ကတော့အကြံပေးချင်ပါတယ်โอเคကျောင်းနဲ့ပတ်သက်ပြီးတော့အပြည့်အစုံကိုသိကျင်တယ်ဆိုရင်တော့အခုဒီ link diary page မှာလည်းမေးလို့ရတယ်ကျွန်တော်ကျောင်းအတုံးကလည်းဒီကိုနဲ့ပဲအစားဆုံးလုပ်ခဲ့တာပြီးတော့ကျွန်တော်ရဲ့ page မှာလည်းကျွန်တော်ဒီပနားမှာထည့်ပေးထားမယ်ပေါ့နော်ကျွန်တော်ရဲ့ page မှာလည်းလာပြီးတော့မေးလို့ရပါတယ်ကျွန်တော်သိသလောက်အားလုံးပြန်ပြီးတော့ sharing လုပ်ပေးပါမယ်โอเคတတ်တာပါ